မေလိုအာချောင်လီးတောင်ကိုမေကိုလိုးတွေငါလိုးမသားတွေမင်းတို့နိုင်ငံသားကနေအာချောင်မနေနဲ့မင်းတို့မြန်မာပြည်ထဲကိုပြန်လာခဲ့သိလားငါလိုးမအာချောင်လီးတောင်နေသိလားမင်းတို့ငါလိုးမငါတို့တော်လန်ရေးလုပ်တယ်ဆိုတာနော်စစ်အာဏာရှင်ကလက်နက်နဲ့ဖိနှိပ်ချုပ်ချယ်တာကိုမခံနိုင်လို့ငါတို့တော်လန်ရေးလုပ်တာသိလားဘယ်မေလိုးမစော်ကားခံဖို့မဟုတ်ဘူးသိလားဘယ်မေလိုးမစော်ကားခံဖို့မဟုတ်ဘူးသိလားဘယ်မေလိုးမငါတို့ဂုံသိက္ခာနဲ့ပတ်သက်လို့စော်ကားလို့မရဘူးသိလားအေးဟဲ့အောင်တော်လန်ရေးမှာငါလိုးမအကုန်လုံးကကိုယ့်အသက်ကိုနှမျောတဲ့ကောင်တွေကြီးပဲသိလားဒီလက်နက်နဲ့အနိုင်ကျင့်မခံနိုင်လို့တော်လန်ရေးလာလုံနေတာအေးလိုးတွေကိုမေကိုလိုးတွေသိလားမင်းတို့စော်ကားခံဖို့မဟုတ်ဘူးသိလားမေလို့ကြည်လို့မျက်လုံးမှာနေပြီးတော့မှလာစော်ကားနေတယ်မေလိုးတွေသိလားမင်းလိုးလိုက်သိလားငါလိုးမသားတွေနော်အဲ့အောင်လူခံစားနေတဲ့ကောင်လည်းမဟုတ်ဘူးကြားလားနော်မင်းတို့ဒီမှာမင်းတို့အဝေးမပြောဘူးမင်းတို့ငါလိုးမတောထဲမှာပဲမင်းတို့ကားပဲလာစီးကြည့်လိုက်အောင်
သိလားမင်းတို့ဘေးမှာမင်းတို့စောက်ခွက်ပေါ်ကနေကြည်တောင်မဖြတ်ဘူးနော်မင်းတို့ဘေးမှာလက်နက်ကြီးတစ်လုံးမကြဘူးမင်းတို့ကာမီကာစီနဲ့မင်းတို့အတိုက်မခံဘူးမင်းတို့ SPP နဲ့အတိုက်မခံဘူးတိုက်ပွဲရဲ့စိုးမွေတွေကိုမင်းတို့မသိဘူးမေးလိုးတွေငါလိုးမှဟိုအရက်တောက်လိုက်မိမလိုးလိုက်နဲ့နေပြီးတော့မှလာစော်ကားနဲ့လီးလာမင်းပြန်လိုးလိုက်ငါလိုးမှငွေပူးရအောင်မင်းပြန်လိုးလိုက်ကြလားငါလိုးမှယူသလိုကြောင်သလိုနဲ့ငါလိုးမှသာမင်းတို့ယူသလိုကြောင်သလိုလာမလုံးနဲ့ကြလားကိုမေကိုလိုးတွေဘယ်မေလိုးမှစော်ကားခံမှုဟိုတော်လန်ကြီးလုံနေတာမဟုတ်ဘူးသူများချစ်အောင်လည်းမနေဘူးကြားလားမိမေစက်ပတ်ကိုပစံနဲ့ကိုတောခိုတာကြားလားဟဲ့အောင်ငါလုံးမတောခိုတဲ့အချိန်မှာကိုပစံနဲ့ကိုတောခိုတာကြားလားဟဲ့အောင်ကိုတက်နဲ့ကိုဝဲကင်ပြီးပြစ်တာသိလားကိုမေကိုလို့သိလားမင်းတို့ထက်ဇာရှိလို့2021ထဲကတောခိုနေတာမိငါလို့သိလားနိုင်ငံရေးလုံးမဲ့ကောင်လည်းမဟုတ်ဘူးဟိုကောင်ချစ်မဒီကောင်ချစ်မဆိုလဲစောက်ကူလည်းမဆိုင်ဘူးအဲ့ဒါကိုသွဲပဲမိငါလိုးတာမင်းတို့စော်ကားခံမှုတော်လိုင်းလုံနေတာမဟုတ်ဘူးပြည်သူပဲစော်ကားခံရမယ်လီးလားငါလုံးမမင်းတို့ထောက်ပံ့မှုတဲ့ပတ်စံဆိုတာစင်ကြယ်ဖက်နှက်ဖိုးတော်မရှိဘူးမေလိုးလိုက်သိလားမင်းတို့စောက်ခွက်နားမှာကြည်တောင်မဖြတ်ဘူးကိုမေကိုလိုးတွေကိုမေကိုလိုးတွေတယောက်သိန်းသေးရမိဘူးတဲ့လက်နက်အရေးအတွက်ကိုမင်းတို့လာကြည့်လိုက်ငါလုံးမဟိုချောင်းပြစ်ဒီချောင်းပြစ်ဆိုတာ2021ကလုပ်ခဲ့တဲ့အလုပ်တွေ2022မှာလုပ်ခဲ့တဲ့အလုပ်တွေမိငါလိုးလိုက်ကြားလားသိလားဟိုချောင်းပြစ်ဒီချောင်းပြစ်ဆိုတာ2022မှာလုပ်တာသိလားမင်းသိမ့်ပိုက်ခဲ့ဘူးတဲ့ viewer ကုန်းတွေသိမ့်ပိုက်ခဲ့ဘူးတဲ့မင်းတို့အဲ့ဒါတွေမပြောဘူးကွာငါလိုးမသားမင်းတို့ရိတ်ခါနဲ့ပဲလာစားကြည့်လိုက်မိလိုးလိုက်ဟဲ့အောင်မီးနဲ့ဖာနဲ့အိမ်နဲ့ရာနဲ့နေတဲ့ကောင်သိလားတောမခိုခင်ကကိုစီးပွားရေးကိုလှုပ်တဲ့ကောင်ကိုမေကိုလို့နော်ဘယ်မေလို့မှစော်ကားလို့မရဘူးမင်းတို့မယုံကြည်ရန်မုံငွေထဲမယုံကြည်မထဲနဲ့ဘယ်မေလို့ရဲ့ messenger အောင်မှလည်းလိုက်မတောင်းဘူးကြားလားဘယ်မေလို့ရဲ့ messenger အောင်မှပတ်စံလိုက်မတောင်းဘူးနော်တက်ဖွဲ့ရလိုအပ်ချက်ကြောက်တာတချို့ရန်မုံငွေအလူငွေပတ်စံနေကိုနော်စာတင်ဘူးတာပဲရှိတယ်တကိုးရေးဆိုဘယ်မေလို့ရှိရမှာဆက်လိုက်တလေးအရက်တပူးတောင်တောင်းမတော့ဘူးသိလားနော်ဘယ်မေလို့ရဲ့ messenger အောင်မှသွားပြီးတော့မှကျွန်တော်ဟိုဟာလေးပေးပါဒီဟာလေးပေးပါဆိုပြီးတော့မှမတောင်းဘူးရအောင်ကိုဆွဲသဘောပေါက်လားနော်တိုက်ခဲ့တဲ့တိုက်ပွဲအရေးအတွက်ကမင်းမအောင်မင်းလိုးနေတဲ့အရေးအတွက်ထက်များတယ်ကြားလားသိတာမင်းလိုးငါတို့တက်ခဲ့တဲ့လူဆိုတာမင်းတို့ဆဲနေတဲ့လူအရေးအတွက်ထက်တောင်များတယ်မင်းတို့ပါဇက်ကလေးပဲရင်းပြီးဆဲနေတဲ့လူအရေးအတွက်ထက်တောင်များတယ်ငါတို့တက်ခဲ့တဲ့လူဟာသိတာဟဲ့အောင်လူတက်တာတွေစိတ်ရိုင်းတွေဝင်လာလို့လူတက်တဲ့အကြောင်းတွေမတင်တော့တာပဲရှိတယ်ကြားလားငါလိုးမမင်းလိုးလိုက်ငါလိုးမသားတွေငါလိုးမသားတွေငါလိုးမရန်သူကပြောတာကိုလက်ခံတယ်တော်လန်ရေးရလို့ဘာလို့တော်လန်ရေးထဲမှာပါသလိုဘာလို့ဆယ်လီလို့ကိုမေကိုလို့လာမလုံးနဲ့မင်းစပတ်တက်ပွဲတစ်ခုကိုခေါင်းခံရလို့ဒါဟဲ့အောင်ဆိုရှယ်မီဒီယာမှာနေတာတော်လည်းရေးမှာလိုက်လွင်ပြီးတော့ငွေမရှာရင်မင်းမေကိုဖာခံခိုင်းပြီးငွေရှာရမလားမေးလိုးတွေမင်းမေကိုဖာခံခိုင်းပြီးငွေရှာရမလားမင်းမေလိုးလိုက်တော်လည်းရေးမှာပြည်သူလူထုရှိရမတောင်းခံလို့ဘသူရှိရတောင်းခံရမလဲမင်းမေကိုဖာခံပြီးတော့စစ်တိုက်ရမလားငါလိုးမသားတွေမင်းတို့လာလို့ကြည့်မင်းတို့ကိုယ်တိုင်လာလို့ကြည့်မင်းတို့ကိုယ်တိုင်လာလို့ကြည့်လိုးမဖာသမသားတွေအာချောင်ဖို့ပဲမင်းတို့အာချောင်တာနဲ့လီးတောင်တာနဲ့မင်းတို့နှမျိုးပဲလှုပ်တတ်တယ်
မင်းတို့အားချောင်းတာနဲ့လီးတောင်တာနဲ့နှမျိုးပဲလုပ်တတ်တယ်ငါလိုမှဖာသမသားတွေမင်းတို့တော်လန်ရေးကိုတော်တော်ယွန်းတယ်သိလားကြာဆုံးရဲဘော်တွေမျက်နှာထောက်နေလို့ကြာဆုံးရဲဘော်တွေအသက်တွေလကားမဖြစ်မှဖြစ်သွားမှဆိုးလို့သာတော်လန်ရေးဆက်လုပ်နေတာမင်းလိုးတွေအားတော်တော်ချောင်းတယ်စောက်စကားတော်တော်များတယ်တော်လန်ရေးငါလိုးမှကိုယ့်အသက်ကိုလကားပေးထားတာတော့မှဘာတွေထက်လို့ကျင်နေတာလဲမင်းမေလိုးပေးရမလားဟဲ့အောင်ငါတို့ social media ပေါ်မှာတက်ပြီးရန်ပုံငွေရှာတယ်ဆိုတာငါတို့မေဖမ်းခံရတယ်ငါတို့ဖေဖမ်းခံရတယ်ငါတို့စီးပွားရေးတွေရုပ်သိမ်းခံရတယ်နေမကောင်းရင်တော့ဆေးကုစရာနေရာမရှိဘူးဒီဆောက်ခွက်ကိုလူတိုင်းသိနေလို့လူဖြစ်ပြီးဘယ်နေရာမှပေါ်ပေါ်တင်တင်သွားလို့မရဘူးမင်းမေလိုးလိုက်မင်းတို့အားချောင်းလီးတောင်တဲ့ကောင်တွေစောက်ခွက်ကိုကြည့်ပြီးတော့လာပြောရဲရင်လာပြောစောက်ခွက်ကိုကြည့်ပြီးတော့မှဘယ်မေလုံးမှမပြောရဲဘူးငါလုံးမှအားချောင်းတဲ့ကောင်တွေအပြင်မှာတွေးလိုက်ရင်မင်းလို့ထိုင်ကြောမတက်ပဲမင်းတို့အားချောင်းတဲ့ကောင်တွေဟဲ့အောင်နှလုံးရည်ရောလက်ယုံရည်ရောကြိုက်တဲ့နေရာမှာရှင်လို့ရတယ်သိလားအေးဘယ်မေလုံးမှလည်းစောက်ကူမဆိုင်ဘူးဘယ်မေလုံးမှလည်းမခရဘူးဘယ်မေလုံးမှလည်းဘောင်းတော့မလုပ်ဘူးကြားလားမင်းတို့ယုံကြည်ရင်ထက်မယုံကြည်ရင်မထက်နဲ့မင်းတို့ငါလိုးမှမင်းတို့ဘယ်ကောင်းမှလည်းပတ်စံတောင်းနေတာမဟုတ်ဘူးမင်းမေလိုးလိုက်ဟဲ့တော်လိုင်းရေးပတ်စံနဲ့ထမင်းတစ်မျိုးပဲစားတယ်ယုံလားမင်းတို့နော်မင်းတို့ဂျက်စစ်ဆိုကြကိုလာပြီးတော့မင်းတို့စင်းစစ်ကြည့်လိုက်မင်းတို့တတိရှိတယ်ဆိုမင်းတို့ group ဖွဲ့လိုက်မင်းတို့တတိရှိတယ်ဆိုရင်မင်းတို့ group ဖွဲ့လိုက်ပြီးလို့ရှိရင်မင်းဂျက်စစ်ဆိုကြမှာစင်းလာစစ်ကြည့်လိုက်ဟဲ့9နှစ်မှာ2လတော့မနာဘူးသိလားကိုမေကိုလိုးတယ်မင်းတို့မိန်းမကိုလိုးပြီးကြီးကွယ်မြက်ကွယ်လင်းမရှိတဲ့နေရာမှာအိတ်နေပေမဲ့ငါတို့အဲ့လိုဘွားတွေဖြတ်တန်းနေတာမဟုတ်ဘူးသိလားမင်းတို့အားချောင်းလီးတောင်ကောင်းနေကိုမယားကိုလိုးပြီးကြည်လို့မျက်လွတ်မှာအိတ်နေတဲ့အချိန်မှာငါတို့အဲ့လိုဖြတ်တန်းနေရတာမဟုတ်ဘူးမင်းတို့တော်လိုင်းရေးဘာတော်လိုင်းရေးလီးတော်လိုင်းရေးလားမင်းတို့တော်လိုင်းရေးဘာတော်လိုင်းလီးတော်လိုင်းရေးလားမင်းတို့ကိုယ့်အချင်းချင်းဖေးမကူညီရမယ့်အစားမင်းတို့ရဲ့အစေမခံရင်မင်းတို့ဝိုင်းပြီးတော့မှမင်းတို့နှိပ်ကော့တာဟဲ့အောင်လရားလောက်တော့ငှက်တိုင်းလာတဲ့ကောင်တွေကြီးပဲသိတာမင်းတို့ကြိုက်တဲ့ဇာရိတ်တာကိုမင်းတို့ရှင်လို့ရတယ်ငွေဘူးဆိုတဲ့ကိုမေကိုလိုးလဲမင်းမေကိုမင်းလိုးရမယ်ကြားလားမင်းအောင်မင်းမဲဆောက်ကိုလာလို့ရတယ်မင်းလာခဲ့လိုက်မင်းမဲဆောက်ကိုလာလို့ရတယ်မင်းလာခဲ့လိုက်မင်းတောထဲမှာမင်းလာနေကြည့်ငါလိုးမသားငါလိုးမဖာတယ်မသားမင်းတို့အားချောင်းလီးတောင်အကောင်တွေအကုန်လုံးကိုမေကိုလိုးလိုက်မမိုးဆိုတဲ့ဖာတယ်မလည်းကိုမေကိုလိုးလိုက်ကိုဖေနဲ့ကိုပြန်လိုးလိုက်ကြားလားငါလိုးမကြည်လို့မျက်လို့မှနေပြီးတော့မှခလေးတပြုတ်ပြုတ်မွေးနေပြီးတော့မှလီးစကားတွေပြောနေတာငါလုံးမမင်းတို့တော်လန်ရေးလုံးမပဲစောက်ပြောစောက်ဆိုခံနေရတယ်ဟဲ့ငါတို့လည်းကိုယ့်နေရာမှာကိုနေပြီးစီးပွားရေးလုပ်ပြီးတော့မင်းတို့တော်လန်ရေးကိုဒါထောက်ပံ့ခဲ့မယ်ဆိုရင်မင်းတို့ဖျားလို့ထိုင်ကြော့နေမှာမင်းမေစပ်ပတ်ဘယ်စကန်သိမ်းလဲဘယ်စကန်သိမ်းလဲတဲ့မင်းမေစပ်ပတ်9နှစ်တာတော့တွင်းမှာမင်းတို့သိမ်းခဲ့တဲ့စကန်တွေ view ရတယ်မင်းတို့မတွေ့ဘူးလားအဲ့ဒါတွေကမင်းတို့တက်တဲ့ထူပြီးလုံးပြနေတာမဟုတ်ဘူးကိုယ့်ရဲ့ရည်မှန်းချက်ကိုအကောင့်ထဲပေါ်နေတာမင်းတို့ရည်ရွယ်ချက်တူရင်လက်တွဲလိုက်ရည်ရွယ်ချက်မတူရင်စောက်ပါစက်ပိတ်လိုက်စောက်ပါစက်ကိုပိတ်တာကိုမေကိုလိုးတယ်ငါလုံးမသားတွေငါလုံးမကိုမေကိုလိုးတယ်မင်းတို့တော်လန်ရေးလုံးမဟိုကိုလူချင်းချင်းဆိုတဲ့လူကဟိုခိုးတယ်ပြောလိုက်စိုးတယ်ပြောလိုက်ဟိုလိန်တယ်ပြောလိုက်ဟိုအမျိုးမျိုးပြောခံနေရတယ်မင်းမေလိုးလားအဲ့တော့ငါတို့ခေါင်းဆောင်လို့လည်းမတတ်မှတ်နဲ့သိလားစောက်ကူလည်းမဆိုင်ဘူးမင်းမေလိုးလိုက်ငါလိုးမသားတွေ
လိုမှသားတွေလိုတွေကြားလားမင်းတို့စစ်ခွေးတွေကိုနောက်မှရှင်းမယ်မင်းတို့ကိုရင်ရှင်းမယ်သိလားလိုတွေအားချောင်းလီးတောင်လုံးနေမင်းမေစပ်ပတ်မင်းမေစပ်ပတ်လိုဘောလုံးပွဲလေးကြီးလိုက်မိမလိုလိုက်စောက်ရက်တောက်လိုက်နေတဲ့ကောင်တွေကငါတို့ကိုစော်ကားနေတယ်လီးပဲရမယ်ကြားလားဟဲ့အောင်မင်းတို့တုတ်ပြန်တယ်လို့ပဲတုတ်ပြန်မယ်ကြားလားငါလုံးမ EA နဲ့သူများပြောသမျှငိန်ခံနေအောင်နိုင်ငံရေးသမားလည်းမဟုတ်ဘူးကြားလားမင်းလိုလိုက်ငွေဘူးလည်းလီးပဲငွေဘူးအစားလာပြောတဲ့ကောင်လည်းလီးပဲမင်းလိုလိုက်သိလားမင်းတို့နဲ့ငါတို့နဲ့ဇာရိတဝါရိတတဲ့အကုန်ရှင်လို့ရတယ်သိလားမင်းလိုလိုက်ငါလိုမှသားတွေစောက်စကားများတယ်မင်းတို့အပြင်မှာလာပြောကွာမင်းတို့ line ပေါ်မှာပြောလို့ငါ line ပေါ်မှာပြန်ပြောနေတာသိလားအမှန်တကယ်မပြောချင်ဘူးမင်းတို့အဲ့လိုစွတ်ဆွဲတဲ့ကောင်တွေကိုစောက်ခွက်ကြည့်ပြီးတော့ပဲတဲ့ပြောချင်တာသိလားစောက်ခွက်ကြည့်ပြီးတော့မှမင်းကဘလို့ကောင်မျိုးလဲဆိုတာဟဲ့စောက်ခွက်ကြည့်ပြီးတော့မှငါ့ကိုလာပြောမင်းစပ်ပတ်စောက်ခွက်ကိုကြည့်ပြီးတော့မှဒဲလာပြောရဲတဲ့ကောင်ရှိရင် group ဖွဲ့လိုက်တော်လန်ရေးမှာကိုဆွဲကခိုးတယ်ကိုဆွဲကဆိုးတယ်ကိုဆွဲကပြည်သူပတ်စံကိုလိန်စားတယ်စစ်မတိုက်ဘူးဆိုတဲ့ကောင်တွေမင်းတို့ group ဖွဲ့လိုက်စောက်ခွက်ကိုကြည့်ပြီးတော့လာပြောမေးလိုတွေမင်းတို့စောက်ခွက်ကိုကြည့်ပြီးတော့လာပြောလိုက်မင်းတို့စောက်ခွက်ကိုကြည့်ပြီးတော့လာပြောရဲတဲ့ကောင်တွေလည်းမဟုတ်ပါဘူးကွာငါလုံးမစစ်ခွေးကိုကြောက်လို့တော့မှကြည်လို့မျက်လုံးမှာသွားနေတဲ့ကောင်တွေမင်းစပ်ပတ်ကြည်လို့မျက်လုံးကနေပြီးတော့မှလာအားချောင်းနေတယ်မင်းကိုမင်းပြန်လိုးလိုက်ကြည်လို့မျက်လုံးကနေအားချောင်းနဲ့အားချောင်းလီးတောင်ကောင်တွေကြားလားနော်အားချောင်းလီးတောင်ကောင်တွေကိုမေကိုပြန်လိုးလိုက်မင်းတို့အားနေသူများဝမ်းသာပါစေသူများဝမ်းသာမယ်ဆိုပြီးတော့မှကိုယ့်ရဲ့ဇာရိတကိုစော်ကားတာကိုငြိမ်ခံနေတာနှစ်တွေကြာနေပြီသိလားဘယ်မေလုံးမစော်ကားခံဖို့တော်လန်ရေးလောက်တာမဟုတ်ဘူးကြားလားအေးအောင်စစ်ကောင်စီလက်နက်နဲ့လာပစ်တာတော့လက်နက်နဲ့ပြန်ပစ်ပြီးတော့မှသူတင်ကိုတင်ဖြုတ်လာတာလက်နက်မရှိခင်တည်းက2ယောက်တက်လက်ပစ်လာတာ3ယောက်တက်လက်ပစ်လာတာနော်ဘယ်မေလုံးမဇာရိတဝါရိတကိုစော်ကားဖို့မစင်စားနဲ့ကိုမေကိုလိုးရမယ်ကြားလားမင်းတို့ကောင်တွေကုန်မှတ်ထားတယ်စောက်ခွက်လမ်းမှာမတွေ့စေနဲ့စောက်ခွက်ကိုလမ်းမှာမတွေ့စေနဲ့အဲကြမှာကိုကြီးသားတွေပါတယ်မလုံနဲ့သိတာမင်းမေကိုမင်းလိုးခိုင်းမယ်ငါနော်လိုးတွေငါလိုးမှအချို့ထောက်ဖို့တွေလဲပြည်သူပတ်စံနဲ့ပြည်သူတက်မတော်ကိုပြန်ပေးတာကိုဟိုဆရာလှုပ်ချင်နေတယ်ကိုမေကိုလိုးလိုက်ဆရာလှုပ်ချင်တဲ့ကောင်တွေအကုန်လုံးနော်ငါလိုးမှငကြောက်တယ်လိုင်းပေါ်မှာအကောက်တူးနဲ့ဆဲလိုက်ဟိုအားချောင်းလိုက်နေမေငါလိုးမင်းတို့ကောင်တွေစစ်ခွေးနဲ့ပဲတန်တယ်သိလားစစ်ခွေးဆိုအာမချောင်ရဲဘူးဟိုကဖင်လိုးမှလေစစ်ခွေးကိုအားချောင်ရဲဟိုကဖင်လိုးမှလေမေလိုးတွေငါတို့လည်းဟောင်ပြည်သူပဲမင်းတို့လည်းပြည်သူချင်းကိုမစော်ကားနဲ့မယုံကြည်ဘူးဆိုရင်မပေါင်းနဲ့ရံမုံငွေလည်းမထည့်နဲ့ပေါင်းလည်းမပေါင်းနဲ့လူတယောက်ကိုပြောမယ်ဆိုလို့ရှိရင်အချက်လက်ကိုတေချာလေ့လာပြီးတော့မှဒီလူဟာဒီလိုမျိုးအောက်တန်းစားလားဘာလားအောက်တန်းစားဆိုရင်ပြောနော်မေစပ်ပတ်မေလို့ကြည်လို့မျက်လို့မှနေပြီးတော့မှငါလိုးမှမင်းတို့အားချောင်းလီးတောင်ကောင်းနေအခြေခံစစ်စင်တဲ့ပဲအရင်လာတက်ကြည့်အောင်မေငါလိုးလိုက်မင်းတို့တော်လန်ရေးကစောက်စကားတော်များတယ်တော်လန်ရေးစောက်စကားများတယ်ကိုမေကိုလိုးတွေစောက်စကားများတဲ့တော်လန်ရေးဒဏ်ရာရဲဘော်တွေနဲ့ကြာဆုံးရဲဘော်တွေရဲ့ရီမန်းချက်ကိုတန်ဖိုးထားလို့သာဆက်လုံနေတာ
စောက်စကားများတဲ့တော်လန်ရေးဆိုတဲ့ကိုမေကိုလိုးတွေရဲ့စောက်ခွက်ကိုကြည့်အောင်မကြည့်ချင်ဘူးတော်လန်ရေးပြီးရင်မင်းတို့ကောင်တွေနဲ့လီးတော်မပတ်သက်ဘူးလီးတော်မပတ်သက်ဘူးသိလားမင်းတို့တော်လန်ရေးသမားနိုင်ငံရေးသမားဆိုတဲ့ကောင်တွေနဲ့လီးတော်လန်ရေးပြီးရင်မပတ်သက်ဘူးကြားလားလီးတော်မပတ်သက်ဘူးစောက်စကားများလို့ကြာဆုံးရဲဘော်တွေနဲ့ထိခိုက်တဲ့ရဲဘော်တွေနဲ့ကြာဆုံးရဲဘော်တွေရဲ့မျက်နှာကိုထောက်ပြီးတော့မှရီမန်းချက်တွေပျောက်မှကြောင်းလို့ဆက်လုပ်နေတာပဲရှိတယ်မင်းလိုးတွေငါ့ကိုခိုးတယ်စိုးတယ်စစ်မတိုက်ဘူးလို့ပြောတဲ့ကိုမေကိုလိုးတွေ group ဖွဲ့လိုက်ပြီးလို့ရှင်ငါနဲ့အပြင်မှာမျက်နှာချင်းဆိုင်မင်းတို့လာတွေ့ပြီးတော့မှပြောဖာတယ်လို့နောက်ကနေလီးလို့မိုးလို့မပြောနဲ့ငါလိုးမှအချောက်လောက်တောင်တတိမရှိဘူးသိလားအောင်တော်လန်ရေးမှာတတိရှိလုံးနေတဲ့အချောက်တွေအများကြီးရှိတယ်ဖင်ခံနေတဲ့အချောက်လောက်တောင်တတိမရှိတဲ့အားချောင်းလီးတောင်ကောင်းနေမင်းပြန်လိုးလိုက်လီးပဲကြားလား